ကြောင်လေးကနေတိုင်းကြွတွေဖမ်းပြီးငွေစီပို့ပေးနေရတယ်ဘာလို့လဲဆိုတော့ဒီငွေကြီးကပဲကြောင်လေးရဲ့ကလေးတွေကိုတတ်မယ်ချင်းချောက်ပြီးကြွတွေတောင်းခိုင်းနေတာပါတနေ့တော့ကြောင်လေးကရွာထဲမှာကြွရှာနေတယ်ဒါပေမဲ့ကြွတကောင်မှမတွေ့ဘူးကြောင်လေးကစိတ်ညစ်လျက်ပြန်လာခဲ့တယ်သူ့ကလေးတွေအတွက်စိုးရင်စိတ်တွေဝင်လာတယ်ငါချက်မပို့နိုင်ရင်ငွေကငါကလေးတွေကိုစားသွားလိမ့်မယ်လို့ပူပန်မိတယ်ကြောင်လေးကသူ့တန်ထဲရောက်သွားပြီးအတန်ကျဲကျဲနဲ့ငိုလိုက်တယ်ဒီလိုကျဲကြီးငိုတာကြောင့်မဲတီလာတွေကသူတို့ဘဲကနေထွက်လာကြတယ်သူတို့ကကြောင်လေးစီသွားပြီးမင်းပါဖြစ်လို့ဒီလောက်ငိုနေတာလဲလို့မေးတယ်ကြောင်လေးကအကြောင်းအရာအားလုံးကိုပြောပြတယ်အဲ့ဒီမှာမဲတီလာတွေကမင်းကလေးတွေဘာမှမဖြစ်ဘူးကျုပ်တို့နဲ့အတူလိုက်ခဲ့လို့ပြောတယ်ကြောင်လေးကမဲတီလာတွေကိုခေါ်သွားပြီးငွေစီရောက်သွားတယ်မဲတီလာတွေကငွေကိုဖမ်းပြီးအဝေးကြီးကိုခေါ်သွားကြတယ်ပြီးတော့6ကမ်းပါးတစ်ခုစီခေါ်သွားပြီးငွေကိုအောက်ကိုပစ်ချလိုက်ကြတယ်အခုဆိုရင်ကြောင်လေးနဲ့သူ့ကလေးတွေဘေးကင်းလျက်ရှိနေပါပြီအန်နီရဲ့လဲကင်းသွားပါပြီဒါပေမဲ့မဲတီလာတွေကတော့ငိုနေကြတယ်ဘာဖြစ်လို့လဲဆိုတော့ဘသူကမှသူတို့ကိုလိုက်မလုပ်ကြလို့ပါပဲ